ခံမစားခင်တော့ကမိမိပိုင်ဆိုင်မှုတွေဘယ်လောက်ရှိခဲ့သလဲအလူခံစားပြီးတဲ့နောက်မှာမိမိပိုင်ဆိုင်မှုတွေဘယ်လိုပြောင်းလဲသွားသလဲဒါဆိုရင်ဒီငွေကြေးတွေဘယ်ကရလာသလဲဒီပိုင်ဆိုင်မှုတွေဘာကြောင့်ဖြစ်လာသလဲလို့ပြည်သူတွေကမေးခွန်းထုတ်ရင်ပြည်သူတွေကိုပြန်ဆဲရမှာမဟုတ်ဘူးပြည်သူတွေကိုပြန်တရားစွဲရမှာမဟုတ်ဘူးပြည်သူတွေကိုရန်ရှာရမှာမဟုတ်ဘူးရှင်းပြရမှာပြည်သူတွေကထွေးနေစာနဲ့လှူထားတာပြည်သူတိုင်းကခက်ညံ့ညံ့တော့မဟုတ်ဘူးမညံ့တဲ့ပြည်သူကမေးခွန်းထုတ်လာတဲ့အချိန်ကြလို့ရှိရင်ကလော်မတုံနဲ့ဟိုတရားဆွဲမယ်ဒီတရားမဆွဲမယ်နေနဲ့မអော်နဲ့ကျမဘလို့စီဒနာတွေနဲ့မြစ်တာတွေနဲ့လှုပ်ပေးတာပါဆိုပြီးတော့မှမာသာထရီစာတွေမီးရင်ရှင်တွေလာမလုံးနဲ့နင်တို့ပတ်စံမဟုတ်ဘူးဒီပတ်စံတွေဟာနင်တို့ပတ်စံမဟုတ်ဘူးအလူခံကောက်စားနေတဲ့သူတွေပြည်သူတွေပတ်စံပြည်သူတွေဟာအချိန်မရွေးစည်ရင်းစစ်ပိုင်ခွင့်ရှိတယ်အချိန်မရွေးမေးပိုင်ခွင့်ရှိတယ်ဒါကိုနင်တို့ကရှင်းပြရမယ့်တာဝန်နင်တို့မှရှိတယ်အခုတော့ကျမတို့တိုင်းပြည်ဟာပြည်သူတွေကလေတိတ်တနာစရာကောင်းတယ်ထောက်လဲထောက်ပံ့ရတယ်လှူလဲလှူရတယ်အဲ့အလူခံစားနေတဲ့သူတွေရဲ့ရန်ရှာခြင်းလဲခံရတယ်ချင်မိုးခြင်းလဲခံရတယ်တနာစရာရန်ကောင်းတယ်မေးစမ်းပါပြည်သူတွေမေးလို့ရပါတယ်ဟုတ်တလားအဲ့တော့ကျမမေးခွန်းတစ်ခုပဲမေးမယ် foundation ထူထောင်ထားတဲ့သူတွေအလူငွေကောက်စားတဲ့သူတွေအလူငွေကောက်မစားခင် foundation မထူထောင်ခင်မိမိတို့ရဲ့ပိုင်ဆိုင်မှုအခြေအနေချပြရဲသလားအခုလက်ရှိအခြေအနေမှာမိမိတို့ရဲ့ပိုင်ဆိုင်မှုအခြေအနေချပြနိုင်သလားအဲ့ဒါပဲမေးမယ်ရှည်ရှည်ဝေးဝေးတွေအများကြီးမပြောမမောက်မာကြနဲ့နော်ပြည်သူပေါ်မှာမရိုင်းနဲ့အခုပြည်သူပေါ်မှာအရန်ရိုင်းလုံးအားကြည့်လို့အလူငွေကောက်စားတဲ့သူတွေမှန်သမျှအရန်ရိုင်းနေပြည်သူပေါ်မှာပြည်သူတွေကမျောလင်းချက်တွေတရားတရားတွေနဲ့လှူကြတာနင်တို့ကအလူခံကောက်စားတဲ့သူပြည်သူကလှူတဲ့သူအဲ့တော့ရှင်းရှင်းလေးပဲမေးခွန်းတစ်ခုမေးလိုက်မယ်ကျန်တာတွေအများကြီးမပြောကျန်တာတွေအများကြီးမပြောဒီ foundation တွေဒီအလူငွေတွေကောက်မစားခင်တော့ကပိုင်ဆိုင်မှုဘဝအခြေအနေအခု foundation တွေထူထောင်ပြီးအလူငွေတွေလက်ခံပြီးတဲ့အခြေအနေတွေမှာပိုင်ဆိုင်မှုဘဝအခြေအနေဟိုကဝင်တဲ့ဝင်ငွေဒီကဝင်တဲ့ဝင်ငွေဆိုရင်တွက်လို့ရတဲ့ဝင်ငွေတွေပဲနော်ဟုတ်လား foundation ထူထောင်ထားတဲ့သူတွေဆိုလဲဘယ်ကဘာရိုက်လိုက်လို့ပတ်စံဘလောက်ရတယ်တွက်လို့ရတယ်လေနော်တခြားအလူငွေကောက်စားနေတဲ့သူတွေလည်းဘာလုံးလုံးလို့ပတ်စံဘလောက်ရတယ်ဒါကြောင့်မလို့ဘာဝယ်ထားတယ်ဒါကြောင့်မလို့ဒီလိုအိမ်တွေပိုင်တာဒါကြောင့်ဒီလိုကားတွေပိုင်တာဒါကြောင့်ဒီလိုစီးပွားရေးလုပ်ငန်းကြီးတွေလုပ်နိုင်တာလို့ဝင်ရလန်းနေဆိုရင်ပြည်သူတွေမှာအုံနောက်ရှိတယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာစဉ်းစားမယ်ချပြရဲသလား